တောင်တန်းတစ်ခုရဲ့အထက်မှာဘလူးကြီးတစ်ကောင်ဟာသူ့ရဲ့သားငယ်လေးဖြစ်တဲ့ Troll လေးနဲ့အတူပျော်ပျော်ပါးပါးဆော့ကစားနေပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဒိမတ်မျိုးနွယ်စုခေါင်းဆောင်ဟာသူ့ရဲ့လက်ပါစီမြင်းစည်းစစ်တီတွေနဲ့အတူရောက်လာပြီးဘလူးကြီးကိုတတ်ဖို့ကြံစည်ကြပါတယ်ဘလူးကြီးကရန်သူတွေလာနေတာကိုအဝေးကနေလှမ်းမြင်လိုက်ရတဲ့အတွက်သူ့သားလေးကိုကာကွယ်ဖို့မြန်မြန်ချီပိုးပြီးတောင်တစ်ဖက်ချမ်းကိုထွက်ပြေးပါတယ်ဒါပေမဲ့ခေါင်းဆောင်နဲ့သူ့လူတွေကဘလူးကြီးကိုဝိုင်းထားလိုက်နိုင်ကြပါတယ်ဘလူးကြီးဟာသားလေးကိုတောင်ဆောင်တစ်ခုမှာကွက်ထားခဲ့ပြီးရန်သူတွေကိုပြန်မတိုက်ပဲခြောက်လန့်ပြီးမောင်းထုတ်ဖို့ပဲကြိုးစားခဲ့ပါတယ်သူတို့ကိုပြန်လှည့်သွားစေချင်လို့ပါဒါပေမဲ့ဘိုက်ကင်းတွေကနောက်မဆုတ်ပဲများတွေလှန်တွေမိတုပ်တွေနဲ့ဝိုင်းတိုက်ကြပါတယ်နောက်ဆုံးမှာတော့ဘလူးကြီးဟာဟန်ချက်ပြက်ပြီးတောင်ပေါ်ကနေပြုတ်ကျကနေရာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်အဲ့ဒီမြင်ကွင်းတစ်ခုလုံးကိုသားငယ်လေးကပုံအောင်နေတဲ့နေရာကနေတိတ်တဆိတ်ကြည့်နေခဲ့ရတာပါဘိုက်ကင်းခေါင်းဆောင်ဟာတောင်ဆောင်သားအထိလျှောက်လာပြီးသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဘီလူးငယ်လေးကိုတွေ့သွားပါတယ်ခေါင်းဆောင်ဟာကလေးကိုပါတက်ပစ်ဖို့ခဏတာတွေးလိုက်မိပေမဲ့ကလေးငယ်လေးပဲဖြစ်နေတာကြောင့်အသက်ချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့လူတွေကိုဘာမှမပြောဘဲမြင်စီပြီးပြန်လှည့်ထွက်သွားခဲ့ပါတယ်ဘီလူးငယ်လေးဟာတောင်ပေါ်ကနေဆင်းလာပြီးပင်လယ်ကမ်းနားမှာသူ့အဖေရဲ့အသက်မဲ့နေတဲ့ရုပ်အလောင်းကိုတွေ့သွားပါတယ်ကြီးကန်းတွေနဲ့လင်းနာတွေရန်ကနေကာကွယ်ဖို့အလောင်းကိုဆွဲယူသွားခြင်းပေမဲ့သူနဲ့ရှင်ရင်အရန်ကိုလေးလံနေပါတယ်နောက်ဆုံးမှာတော့သူဟာဓာတ်တလက်ကိုတုံးပြီးအဖေဖြစ်သူရဲ့ရုပ်အလောင်းကိုအပိုင်းပိုင်းဖြတ်ကာဂူတစ်ခုလေးကိုတည်သွားခဲ့ပါတယ်အဲ့ဒီမှာပဲအကျွင်းကြံတွေကိုဝတ်ထားပြီးဂူထဲမှာတကူထဲနေထိုင်လာခဲ့ပါတယ်နှစ်တွေအတော်ကြာလာတဲ့အခါမှာတော့ Troll လေးဟာအရွယ်ရောက်လာပါတယ်ဒါပေမဲ့နေတိုင်းသူ့အဖေရဲ့ဖျက်တောက်ခံထားရတဲ့ဦးကောင်းကိုကြည့်ပြီးဝမ်းနဲ့ပူဆွေးရင်အတိတ်ကိုတတိယနေခဲ့ပါတယ်တစ်ဖက်မှာလည်းဒိမတ်ပိုက်ကင်းမျိုးနယ်စုမှာစိုင်းတစ်ဒီဇိုင်းဖွင့်ပွဲအတွက်ဘုန်းကြီးတစ်ပါးကဘာသာရေးအခမ်းအနားကျင်းပပေးနေပါတယ်စိုင်းဖွင့်ဖို့အကုန်စင်သစ်ဖြစ်ပြီးလို့ခေါင်းဆောင်ကိုလာပြောပါတယ်ဒီအချိန်မှာတော့ကလက်စားချေဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းနေခဲ့တဲ့ဘီလူးကြီးဟာဂူထဲကနေထွက်လာပါပြီအဲ့ဒီညမှာပဲဘိုက်ကင်းစစ်တီတွေဆိုင်ထဲမှာပျော်ပွဲရှင်ပွဲလုပ်နေတော့ဘီလူးကြီးရောက်လာပါတယ်အပြင်ကကင်းသမားကိုအရင်ဆုံးတက်ပစ်လိုက်ပြီးဆိုင်ထဲကိုဝင်သွားပါတယ်အတွင်းထဲမှာရှိတဲ့ဘိုက်ကင်းအားလုံးကိုရက်ဆက်ဆက်တက်ပစ်လိုက်ပါတယ်နောက်တနေ့မနက်မှာခေါင်းဆောင်ရောက်လာတဲ့အခါမြင်ကွင်းကတကယ်ကိုထိတ်လန့်စရာပါညကစောင့်နေခဲ့တဲ့စစ်တီတွေရဲ့အလောင်းတွေဟာနေရာအနှံ့မှာပြန့်ကျဲနေပြီးအသက်ခံထားရတာလည်းတကယ်ကိုကြောက်စရာကောင်းပါတယ်ခေါင်းဆောင်ကသူ့ရဲ့တက်မှုကိုဒါတွေဖြစ်နေတော့မင်းဘယ်ရောက်နေတာလဲလို့မေးပါတယ်တက်မှုကကျွန်တော်ရွာထဲမှာပါလူငယ်တချို့ကတော့တောက်စားပြီးဒီမှာကြံခဲ့ကြတာပဲဒါပေမဲ့ဘသူကဒီလောက်ရက်ဆက်ဆက်တက်သွားလဲဆိုတာကျွန်တော်မသိဘူးလို့ပြန်ဖြေပါတယ်ထူးဆန်းတာကအမျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေကိုတော့ဘာမှမလုပ်သွားတာပါပဲဒါကိုကြားလိုက်ရတဲ့အခါခေါင်းဆောင်ဟာစိတ်ထဲမှာမတင်မကျဖြစ်လာပါတယ်အဲ့ဒီနောက်မှာတော့ဇလန်းကလီယိုဆိုတဲ့နာမည်ကျော်စစ်တီတော်ဦးဆောင်တဲ့ဂိတ်လန်ဂဲခွန်ကဘိုက်ကင်းတွေစီကိုပြောင်းသွားပါတယ်သူတို့ဟာထုံးစံအတိုင်းတင်မောတွေနဲ့နေမြေလူပစ္စည်းလူကိုထွက်လာကြပေမဲ့လမ်းမှာရာသီဥတုအရန်အေးလွန်းတာကြောင့်ဒိမတ်နိုင်ငံသားမှာခဏနားဖို့ဖြစ်လာပါတယ်အဲ့ဒီညမှာပဲဒိမတ်ခေါင်းဆောင်ဟာသူ့ရဲ့ကိုရန်တော်နဲ့အတူတောင်ချီနားကိုသွားပြီးဘီလူးကြီးကိုထွက်လာဖို့စိန်ခေါ်ပါတယ်ခေါင်းဆောင်ကရှေ့ကိုခြေလမ်းနဲ့ငယ်တိုးလိုက်တဲ့အချိန်မှာပဲဘီလူးကြီးကအနောက်ကနေရုတ်တရက်ပေါ်လာပြီးကိုရန်တော်ကိုရိုက်တက်လိုက်ပါတယ်ခေါင်းဆောင်ကအဝေးကနေမြင်ပြီးဓာတ်နဲ့ပြေးတိုက်ပေမဲ့သူမရောက်ခင်မှာပဲဘီလူးကြီးကထွက်ပြေးသွားပါတယ်ဒီဘီလူးကဘာလို့သူ့ကိုတိုက်ရိုက်မတိုက်ပဲကင်းသမားတွေကိုပဲတက်ပြီးထွက်ပြေးနေရတာလဲဆိုတာကိုခေါင်းဆောင်တယောက်နားမလည်နိုင်ဖြစ်နေပါတယ်နောက်တနေ့မနက်မှာတော့မျိုးနွယ်စုတစ်ခုလုံးအစုလိုက်ပြုံလိုက်အသက်ခံရတဲ့နေရာကိုစုယုံရောက်ရှိလာကြပါတယ်ခေါင်းဆောင်ရဲ့ဇနီးကငါတို့ရဲ့ဘိုက်ကင်းမျိုးသားတွေအများကြီးအသက်ခံနေရပြီးဒီတိုင်းသာဆက်ဖြစ်နေရင်ဒီရွာမှာမူဆုံးမတွေပဲကျန်တော့မယ်အသက်ခံရသူတွေရဲ့ဇနီးတွေအတွက်ရှင်ဘလို့တာဝန်ယူမှလဲလို့မေးပါတယ်ခေါင်းဆောင်ကတော့ဘာအဖြစ်မှမရှိသလိုဘာလို့ရမလဲဆိုတာလည်းမသိတာကြောင့်အရှက်ရပြီးနှုတ်ဆိတ်နေရပါတယ်နောက်ပိုင်းမှာတော့ခေါင်းဆောင်ရဲ့ဇနီးဟာရွာပြင်ကတောင်ပေါ်မှာတကိုယ်တည်းနေထိုင်တဲ့လီနာဆိုတဲ့အမျိုးသမီးစီကိုတွားပါတယ်လီနာကနိမိတ်တွေကိုကြုံမြင်နိုင်သူပါဇနီးဖြစ်သူကမင်းကတေးချင်းတရားကိုကြုံမြင်နိုင်တယ်ဆိုတော့ပြောစမ်းပါငါယောက်ျားလည်းအဲ့ဒီလိုပဲတေးရမှာလားလို့မေးပါတယ်လီနာကနင်တို့အားလုံးကငါ့ကိုအကျင့်ပြတ်သူဆိုပြီးလူအတိုင်းဝိုင်းတွေကနှိမ့်ထုတ်ခဲ့ကြတာလေအခုကြမှာဘာလို့အကူအညီလာတောင်းနေတာလဲလို့ပြန်ပြောပါတယ်ခေါင်းဆောင်ကတော့ကလည်းနင်ဖြစ်ခဲ့တာတွေကငါအပြစ်မဟုတ်ဘူးလို့ပြန်ပြောပေမဲ့လီနာကတော့အခုချိန်မှာအဲ့ဒါတွေကအရေးမကြီးတော့ပါဘူးလို့ပဲအေးအေးဆေးဆေးတုံ့ပြန်လိုက်ပါတော့တယ်လီနာကနှစ်ယောက်ျားကတော့အဲ့ဒီ Troll ရဲ့လက်ချက်နဲ့တေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားရတဲ့အခါခေါင်းဆောင်ကတော့လည်းဘာမှပြန်မပြောဘဲအိမ်ကိုတိတ်တဆိတ်ပြန်လာခဲ့ပါတယ်တစ်ဖက်မှာလည်းလီယိုဦးဆောင်တဲ့ဂိတ်လန်ဘိုက်ကင်းတွေဟာတင်မောနဲ့ခီးဆက်လာရင်ဒိမတ်မျိုးနွယ်စုတွေရှိတဲ့နေမြေနားကိုစိုက်ကပ်လာပါတယ်ဒိမတ်ကင်းလက်စစ်တီတယောက်ကသူတို့ကိုမြင်တဲ့အခါဒီမြေကလည်းဘိုက်ကင်းတွေပိုင်တာပဲမင်းတို့ကလူရက်ဖို့လာတာဆိုရင်ချက်ချင်းပြန်ထွက်သွားလို့သတိပေးပါတယ်လီယိုကငါကနာမည်ကျော်စစ်တီတော်လီယိုပါငါတို့ကခီးသွားရင်ဒီမှာရက်အနှဲငယ်လောက်နားချင်းယုံတင်ပါတိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးလို့ပြန်ပြောပါတယ်စစ်တီကမင်းအကြောင်းငါတို့အများကြီးကြားပူပါတယ်လားပါငါတို့ခေါင်းဆောင်နဲ့တွေ့ပေးမယ်ဆိုပြီးခေါ်သွားပါတယ်ခေါင်းဆောင်ကလီယိုကိုမြင်တဲ့အခါအလွန်ဝမ်းသာသွားပြီးမင်းအဖေနဲ့ငါနောက်ဆုံးတွေ့တော့ကမင်းကကလေးပဲရှိသေးတာအခုတော့စစ်တီတော်ကြီးဖြစ်နေပြီပဲလို့ကြိုးဆိုပါတယ်အဲ့ဒီညမှာပဲခေါင်းဆောင်ကလီယိုတို့အဖွဲ့အတွက်ဆိုင်ထဲမှာစပွဲကြီးပြင်ဆင်ပေးပြီးခေါင်းဆောင်ကတော့ကိုယ်တိုင်ရမကတွေလိုက်လံဧည့်ခံပါတယ်စားတောက်နေတော့လီယိုကဒီမှာကဘာလို့အမျိုးသားတွေနေပြီးမိုးဆိုးမတွေဒီလောက်များနေရတာလဲလို့မေးပါတယ်အဲ့ဒီတော့မှခေါင်းဆောင်ကညတိုင်း Troll ကြီးလာရောက်တိုက်ခိုက်နေတဲ့အကြောင်းပြောပြပါတယ်ဒါကိုကြားတော့လီယိုကအဲ့ဒီ Troll ကညတိုင်းဘိုက်ကင်းတွေကိုလာတက်နေတယ်ဆိုရင်တော့ဒီညကစပြီးငါနဲ့ငါလူတွေသူ့ကိုစောင့်ကြိုနေမယ်လို့ကတိပေးလိုက်ပါတယ်စပွဲပြီးတဲ့နောက်လူတွေအိမ်ပြန်ကုန်ကြပေမဲ့လီယိုနဲ့သူ့စစ်တီတွေရွာကလူနှဲငယ်တို့ဟာဆိုင်ထဲမှာပဲပုံအောင်ဆောင်ဆိုင်နေကြပါတယ်။တကောင်ရအချိန်မှာတော့Trollကြီးဆိုင်ပြင်ဘက်ကိုရောက်လာပါတယ်။သူဟာအရင်ဆုံးဘုံကြီးတစ်ပါးရဲ့အငွေ့တက်ကိုနမ်းကြည့်ပြီးနောက်တကားဝေါကိုရှောက်သွားပါတယ်။အထဲမှာရှိနေတဲ့ဘိုက်ကင်းတွေကဒီနယ်မြေကလူတွေလားဒါမှမဟုတ်အပြင်လူတွေလားဆိုတာကိုအနမ်းခံကြည့်တာပါ။
အထဲမှာရှိနေတဲ့လီယိုတို့အဖွဲ့ကလည်းထရိုးကြီးရောက်လာပြီဆိုတာသိတာနဲ့တိုက်ပွဲအတွက်အသင့်ပြင်လိုက်ကြပါတယ်ဒါပေမဲ့ထရိုးကြီးကအထဲကလူတွေဟာရွာကလူတွေမဟုတ်မှန်းသိသွားတဲ့အတွက်အထဲကိုဝင်မတိုက်ပဲပိတ်ထားတဲ့တကားကိုစီးနဲ့ပန်းပြီးအမောင်ထဲကိုပြန်ဝင်ပြက်ကွယ်သွားပါတယ်ဘိုက်ကင်းတွေအပြင်ကိုပြေးထွက်လာချိန်မှာတော့ထရိုးကြီးကမရှိတော့ပါဘူးနောက်နေ့မနက်မှာခေါင်းဆောင်ကမင်းညကဘသူမှအသက်မခံရတာထူးဆန်းတယ်လို့ပြောတဲ့အခါလီယိုကဟုတ်တယ်သူတကားဝအထိလာတယ်ဒါပေမဲ့မတိုက်ပဲစီးပန်းပြီးပြန်သွားတယ်လို့ပြန်ဖြေပါတယ်အဲ့ဒီနောက်လီယိုဟာသူ့လူတွေနဲ့အတူတောင်ကုန်းတွေပေါ်မှာထရိုးကိုလိုက်ရှာပေမဲ့ရှာမတွေ့တာကြောင့်ရွာကိုပြန်လာခဲ့ကြပါတယ်ခဏကြာတော့လီယိုဟာတောင်ပေါ်မှာတကိုယ်တည်းနေတဲ့လီနာစီကိုတွားတွေ့ပါတယ်လီယိုကမင်းကတေချင်းတရားကိုကျူးမြင်နိုင်တယ်ဆိုတာငါကြားတယ်လို့ပြောတော့လီနာကဟုတ်တယ်မင်းကလည်းနာမည်ကြီးစစ်တီတော့လီယိုဆိုတာငါသိတယ်ဒါနဲ့ဘာကိစ္စရှိလို့လဲလို့မေးပါတယ်လီယိုကထရိုးနဲ့ဘိုက်ကင်းတွေတိုက်ပွဲမှာလူဘယ်လောက်တင်မလဲထရိုးကောတင်မာလားဆိုတာသိချင်လို့ပါဒီလူတွေကိုငါကာကွယ်ပေးချင်လို့ပါလို့ဆိုပါတယ်လီနာကငါကဒီလူတွေတဲကမဟုတ်ဘူးငါကလေးဘဝတုန်းကခေါင်းဆောင်ရဲ့တူဖြစ်သူကငါ့ကိုဒီကိုခေါ်လာပြီးအတ္တမပြုခြင်းကအရှက်ရစရာဘဝတွေကိုတွန်းပို့ခဲ့တာမင်းမေကွန်းအတွက်အဖြေကတော့ဟုတ်တယ်ငါနာဂတ်ကိုမြင်ပြီးထရိုးလဲအသက်ခံရမယ်ဒါပေမဲ့ဘိုက်ကင်းတွေလည်းအများကြီးတေးရလိမ့်မယ်တမြေလုံးတွေးပင်လဲဝေသွားလိမ့်မယ်တကယ်တော့ဒီလူတွေကဒီထက်မကခံရတင်တာလို့ပြောလိုက်ပါတယ်လီယိုကဘာလို့အဲ့ဒီလိုပြောရတာလဲလို့မေးတော့လီနာကသူတို့ထရိုးအပေါ်ဘာတွေလုပ်ခဲ့တယ်လဲဆိုတာကြည့်လေဒါဟာသူတို့ခံထိုက်တဲ့ပြစ်ဒဏ်ပဲမင်းဒီကိစ္စထဲမှာပါမလာတာအကောင်းဆုံးပဲလို့သတိပေးပါတယ်လီယိုထပ်မေးဖို့ပြင်တုံးမှာပဲသူ့လူတွေရောက်လာပြီးညနေဆောင်တော့မယ်အသင့်ပြင်ရအောင်လို့လာခေါ်တာကြောင့်ရွာကိုပြန်သွားခဲ့ပါတယ်နောက်ပိုင်းမှာလီယိုကခေါင်းဆောင်ကိုတီးတန့်တွေ့ပြီးဒီထရိုးကအမျိုးသမီးတွေကလေးတွေနဲ့လူကြီးတွေကိုတပ်ဖူးလားလို့မေးပါတယ်ခေါင်းဆောင်ကမတပ်ဘူးဘိုက်ကင်းစစ်တီတွေကိုပဲတပ်တာလို့ဖြေတဲ့အခါလီယိုကဒါဆိုရင်ဒီထရိုးကအသိဉာဏ်ရှိပြီးစီကန်းရှိတဲ့ပုံစံမျိုးပဲလို့မှတ်ချက်ပေးပါတယ်ခေါင်းဆောင်ကအံ့ဩသွားပြီးသူကငါလူတွေကိုတတ်နေတာကိုမင်းကချီးကျူးနေတာလားလို့မေးပါတယ်လီယိုကချီးကျူးတာမဟုတ်ပါဘူးသူယောက်ျားတွေကိုပဲရွေးတက်တာအကြောင်းရင်းတစ်ခုခုရှိရမယ်လို့ထင်လို့ပါအခုထိသူကငါတို့ကိုရောတခြားရွာသားတွေကိုရောဓာတ်ရိုက်မတိုက်သေးဘူးလေလို့ပြန်ဖြေပါတယ်အဲ့ဒီခါမှာတော့ခေါင်းဆောင်ကလွန်ခဲ့တဲ့အနှစ်20တုန်းကထရိုးတကောင်ကိုတတ်ခဲ့ဘူးတယ်အဲ့ဒီအချိန်ကစပြီးဘယ်ထရိုးမှမတွေ့ရတော့ဘူးအခုဒီတကောင်ဘယ်ကနေရောက်လာမှန်းကလည်းမသိတော့ဘူးလို့ပြောလိုက်ပါတော့တယ်တကယ်လို့မင်းကအဲ့ဒီထရိုးကိုကြောက်နေတယ်ဆိုရင်လည်းမတိုက်နဲ့တော့လေလို့ခေါင်းဆောင်ကလီယိုကိုပြောလိုက်ပါတယ်အဲ့ဒီညမှာလည်းလီယိုနဲ့သူ့စစ်တီတွေဟာထရိုးအလာကိုဆိုင်ထဲမှာထပ်ပြီးစောင့်နေကြပြန်ပါတယ်ထရိုးရောက်လာတဲ့အတန်ကြားတာနဲ့သူတို့တွေဓာတ်ကိုစီနဲ့အပြင်ကိုပြေးထွက်သွားကြပေမဲ့ထရိုးကတော့အရေးရောင်တောင်မတွေ့ရတော့ပါဘူးသူတို့တွေစိတ်ပြက်လက်ပြက်နဲ့ဆိုင်ထဲပြန်ဝင်သွားတဲ့အချိန်မှာမှထရိုးကြီးကကြောက်ဆောင်တွေအနောက်ကနေတိတ်တဆိတ်ထွက်လာပြီးသူ့ရဲ့ပုံအောင်ရနေရာကိုပြန်သွားခဲ့ပါတယ်။နောက်နေ့မှာလီယိုကလီနာစီထပ်သွားပြီးပြောစမ်းပါဦး။ဒီထရိုးကိုဘယ်လိုတက်ရမလဲလို့မေးပါတယ်လီနာကဘာလို့မင်းလူတွေကိုခေါ်ပြီးမင်းတို့အိမ်မဲပြန်မသွားကြတာလဲလို့ပြန်မေးပါတယ်လီယိုကငါမပြန်ခင်မှာဒီလူတွေကိုဒီဘေးကနေဘယ်လိုကယ်ထုတ်ရမလဲဆိုတာသိချင်တယ်လို့ဖြေပါတယ်။အဲ့ဒီအခါမှာတော့လီနာကသူ့ကိုတဲထဲခေါ်သွားပြီးအပြေရှာဖို့အတွက်နိမိတ်ဖက်အယိုးတွေကိုပြစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလီယိုဟာအပြင်ဘက်ကနေထရိုးကြီးရဲ့အတန်ကိုကြားလိုက်ရပါတယ်။သူ့အပြင်ကိုဝုန်းကနေပြေးထွက်သွားပေမဲ့ထရိုးကသူ့ကိုမြင်တာနဲ့ထွက်ပြေးပါတယ်လီယိုလည်းမြင်းပေါ်ခုန်တက်ပြီးနောက်ကနေအတင်းလိုက်ပေမဲ့ထရိုးကတောင်ပေါ်ကိုမြ мян ဆက်ဆံပဲတက်သွားပါတယ်လီနာလည်းသူတို့နောက်ကိုလိုက်လာပါတယ်လီယိုကတောင်ပေါ်ကိုလှမ်းអော်ပြီးမင်းမတက်တိရှိရင်ငါ့ကိုထွက်ရင်ဆိုင်လေဘာလို့ထွက်ပြေးနေတာလဲလို့စင်ခေါ်ပါတယ်အဲ့ဒီအခါမှာတော့ထရိုးကသူ့ဘာသာစကားနဲ့သူပြန်ပြောပါတယ်လီနာကအဲ့ဒါကိုနားလဲတာကြောင့်လီယိုကိုပြန်ပြောပြပါတယ်ဒီထရိုးကပြောတယ်သူ့ရဲ့ရန်သူကမင်းမဟုတ်ဘူးလေမင်းနဲ့မင်းလူတွေကသူ့ကိုဘာမှမလုပ်ခဲ့လို့သူကမင်းတို့ကိုဘယ်တော့မှအရင်မတိုက်တာပါလေလို့ပြောပြပါတယ်ဒါကိုကြားလိုက်ရတဲ့လီယိုကအယမ်းအံ့ဩသွားပြီးလီနာနဲ့အတူတဲတဲကိုပြန်လာပါတယ်လီယိုကဒါဆိုသူကဘာလို့ဒီနားမှာပဲဝဲလေလုပ်နေရတာလဲလို့မေးတဲ့အခါလီနာကအမှန်တရားကိုရှင်းပြပါတယ်တစ်ချိန်ကခေါင်းဆောင်ရဲ့သူဖြစ်သူကငါ့ကိုအတ္တမကျင့်ပြီးအပြစ်ညွန်နဲ့တွန်းပို့ခဲ့တာဒါပေမဲ့သူကငါ့အိယာထဲမှာပဲတေဆုံးသွားခဲ့တယ်လူတွေကသူ့တေဆုံးမှုအတွက်ငါ့ကိုအပြစ်တင်ပြီးလူအတိုင်းဝိုင်းကနှိမ့်ထုတ်ခဲ့ကြတယ်အဲ့ဒီအချိန်ကစပြီးငါဒီမှာတကူလေးနေခဲ့ရတာအရင်ကဆိုရင်ဘိုက်ကင်းစစ်တီတွေဟာညတိုင်းငါ့ကိုလာပြီးစော်ကားကြတယ်ဒါပေမဲ့ဒီထရိုးကြီးပေါ်လာကြတဲ့ကဘယ်သူမှမလာရဲကြတော့ဘူးအဲ့ဒါကြောင့်သူ့ကိုတတ်ဖို့ငါမကူညီနိုင်ဘူးဒီတနာစရာကောင်းတဲ့ထရိုးလေးဟာအများကြီးခံစားခဲ့ရပြီးလို့ပြောပြပါတယ်ဒီအကြောင်းတွေကိုသိသွားတဲ့လီယိုဟာခေါင်းဆောင်စီပြန်သွားပြီးလီနာကတဆင့်ထရိုးနဲ့ငါစကားပြောခဲ့တဲ့ဘိုက်ကင်းတွေကသူ့ပေါ်အရန်ရက်ဆက်ခဲ့ကြလို့သူကကလဲစားပြန်ချင်နေတာလို့ပြောတယ်လို့ပြောလိုက်ပါတယ်ခေါင်းဆောင်ဟာစိတ်မသက်မသာဖြစ်သွားပြီးဒီအကြောင်းကိုနောက်မှငါတို့ထပ်ပြောကြတာပေါ့လို့ပဲဆိုပါတယ်လီယိုအပြင်ထွက်လာတဲ့အခါမှာတော့ကလေးတချို့ကမတန်ဆွမ်းအမျိုးသားတယောက်ကိုဝိုင်းရိုက်နေတာမြင်လို့မောင်းထုတ်ပေးလိုက်ပါတယ်အဲ့ဒီလူကလီယိုကိုကျွန်တော်အဖေကအရင်ကထရိုးရဲ့အဖေနဲ့တိုက်ခဲ့ဘူးလားအဲ့ဒါကြောင့်ပဲထရိုးကကျွန်တော်မိသားစုကအမျိုးသားတွေအားလုံးကိုတက်ပစ်ခဲ့တာထရိုးပင်မနေလဲဆိုတာကျွန်တော်သိတယ်မင်းတို့သွားတက်လို့ရတယ်လို့ပြောပါတယ်လီယိုနဲ့သူ့စစ်တီတွေဟာအဲ့ဒီလူလမ်းပြတဲ့အတိုင်းထရိုးရဲ့ကူရှိရာတောင်ကြီးကိုလှေနဲ့သွားကြပါတယ်။ဂူရဲ့တစ်ခုလေးတော့အပေါက်ဝါကိုတွေ့တဲ့အခါဘိုက်ကင်းတယောက်ကအထဲကိုဆင်းဖို့ကြိုးစားပေမဲ့ခြေချော်သွားတာကြောင့်တခြားလူတွေကအတင်းပြန်ဆွဲတင်လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဘယ်သူမှအထဲဆင်းဖို့တတိမရှိကြတော့ပါဘူး။အဲ့ဒီအစားသူတို့တွေကဂူဝမှာစီးသွားပြီးစော်ကားကလှေစီကိုပြန်လာကြပါတယ်။ဒါပေမဲ့ရုတ်တရက်ရေအောက်မှာပုံနေတဲ့ထရိုးကြီးကဂူဝမှာစီးသွားခဲ့တဲ့ဘိုက်ကင်းကိုလှမ်းဆွဲပြီးတက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့တခြားစစ်တီတွေကမြ мян ဆန်ဆန်ပြန်တိုက်လိုက်တာကြောင့်ထရိုးလည်းရေအောက်ကိုပြန်ငုပ်ရှိုးသွားပြီးအဲ့ဒီဘိုက်ကင်းအသက်ဘေးကလွတ်သွားပါတယ်။အဲ့ဒီနောက်သူတို့တွေဆိုင်ထဲကိုပြန်လာပြီးတညလုံးစောင့်နေပေမဲ့ဒီတစ်ခါမှာတော့ထရိုးကအထဲကိုမဝင်ရတော့ပါဘူး
နောက်တနေ့မနက်မှာလီယိုအပြင်ထွက်ကြည့်လိုက်တဲ့အခါသူတို့ကိုလမ်းပြပေးခဲ့တဲ့မတန်ဆွမ်းစစ်တီဟာအသက်ခံထားရတာကိုတွေ့လိုက်ရပါတယ်။လီယိုနဲ့ဘိုက်ကင်းတွေဟာဂူစီကိုတစ်ခေါက်ပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီတစ်ခါမှာတော့ကျိုးတွေကိုတုံးပြီးဂူထဲကိုဆင်းခဲ့ကြပါတယ်။ဂူထဲရောက်တဲ့အခါထူးဆန်းတဲ့အတုံးဆောင်တွေကိုတွေ့ကြရပါတယ်။ဘိုက်ကင်းတစ်ယောက်ကထရိုးဖေရဲ့ဦးကောင်းခုံကိုရိုက်ခွဲပစ်လိုက်ပြီးအဲ့ဒီအပေါ်မှာစီးသွားကထပ်ပြီးစော်ကားလိုက်ပါတယ်။အဲ့ဒီအချိန်မှာထရိုးကဂူထဲမှာမရှိပါဘူးသူပြန်လာလို့ကျိုးပဲ့နေတဲ့ဦးကောင်းခုံကိုမြင်လိုက်တဲ့အခါဘသူတွေသူ့ကူထဲဝင်သွားလဲဆိုတာချက်ချင်းသိသွားပါတယ်သူ့ဖေကိုဒီလိုစော်ကားတာမြင်လိုက်ရတဲ့အတွက်ထရိုးဟာဒေါသအလွန်မင်းထွက်သွားပါတယ်အဲ့ဒီညဘိုက်ကင်းတွေဆိုင်ထဲမှာအိပ်ပျော်နေတော့မှပဲထရိုးကရက်ရက်ဆက်ဆက်ဝင်တိုက်ပါတော့တယ်သူဟာအရင်ဆုံးသူ့ဖေရဲ့ဦးကောင်းခုံကိုခွဲခဲ့တဲ့လူကိုတက်ပစ်လိုက်ပါတယ်ဒါကိုမြင်တဲ့လီယိုလည်းထရိုးနဲ့စပြီးတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဘီလူကြီးရဲ့အားအင်နဲ့ရှင်ရင်တော့လီယိုဟာအရန်ကိုအားနေပါသေးတယ်ထရိုးကြီးဟာအမိုးပေါ်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့လီယိုကသူ့ခြေထောက်ကိုလှမ်းဆွဲပြီးပြန်ဆွဲချလိုက်ပါတယ်ပြီးတော့တန်ကြီးချင်းကြီးနဲ့ထရိုးရဲ့လက်ကိုပတ်ပြီးချီနှောင်လိုက်ပါတယ်ထရိုးကြီးကဒေါသတကြီးနဲ့လီယိုကိုထိုးချိတ်ပြီးရုံထွက်ဖို့ကြိုးစားပေမဲ့သူ့လက်ကတန်ကြိုးနဲ့ညှိနေခဲ့ပါတယ်ဘိုက်ကင်းတယောက်ကသူ့ကိုများနဲ့လှမ်းပစ်ပေမဲ့ထရိုးကအဝေးကိုရိုက်ထုတ်လိုက်ပါတယ်တခြားလူတွေဝိုင်းမတိုက်ခင်မှာပဲထရိုးကြီးဟာလွတ်မြောက်ဖို့အတွက်သူ့ရဲ့လက်ကိုသူပြတ်အောင်ဖြတ်ပြီးထွက်ပြေးသွားပါတော့တယ်သူဟာပင်လယ်ဘက်ကိုဥတီပြေးသွားပေမဲ့တိတ်မဝေးတဲ့ကမ်းခြေမှာတင်လဲကျတည်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့အင်အားတစ်ခုကသူ့အလောင်းကိုပင်လယ်ထဲဆွဲယူသွားတာကိုတွေ့လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ဘိုက်ကင်းတွေဟာတည်ဆုံးသွားတဲ့သူတို့ရဲ့ရဲဘော်တွေအတွက်ဝမ်းနဲ့ပူဆွေးရင်အလောင်းတွေကိုမိတကြိုကြပါတယ်။လီယိုကခေါင်းဆောင်ကိုကြည့်ပြီးခင်ဗျားကျွန်တော်ကိုအမှန်တရားရဲ့တဝက်ပဲပြောခဲ့တာပဲ။အခုထရိုးလဲတေးပြီဆိုတော့အားလုံးကိုပွင့်ပွင့်လင်းလင်းပြောပြပါတော့လို့ဆိုပါတယ်။ခေါင်းဆောင်ကလည်းသူတို့ဟာအရင်ကထရိုးရဲ့အဖေကိုအကြောင်းမဲ့တက်ခဲ့ဘူးကြောင်းနဲ့အခုအဲ့ဒီအတွက်ပြန်ပေးဆက်နေရတာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်လီယိုကခင်ဗျားတို့ရဲ့အတွေးခေါ်တွေကြောင့်အပြစ်မဲ့တဲ့သူတယောက်တည်ခဲ့ရပြီးဒီထရိုးကခင်ဗျားတို့လိုမဟုတ်ဘူးသူကအပြစ်မရှိတဲ့သူတွေကိုဘယ်တော့မှရံမပြုတ်ခဲ့ဘူးလို့ပြောလိုက်တဲ့အခါခေါင်းဆောင်ဟာအရှက်ရပြီးခေါင်းငုံသွားပါတော့တယ်အဲ့ဒီညမှာဘိုက်ကင်းတွေဟာထရိုးရဲ့ဖြတ်တောက်ထားတဲ့လက်ကိုဆိုင်ထဲမှာချိန်ဆွဲပြီးထရိုးကြီးတည်သွားပြီဆိုတဲ့အထိမ်းအမှတ်နဲ့ပျော်ပွဲရွှင်ပွဲကျင်းပကြပါတယ်ပွဲပြီးတော့လူတွေအိမ်ပြန်ကုန်ကြပေမဲ့လီယိုကတော့လီနာစီသွားခဲ့ပါတယ်လီနာကငါပြောခဲ့တယ်လို့ပဲထရိုးတော့မရှိတော့ဘူးဒါပေမဲ့မင်းအတွက်နာကျင်စရာတန်ရာတွေကြံနေဦးမယ်လို့ပြောပြီးသူမရဲ့အတိတ်ကိုဖွင့်ဟပါတယ်လွန်ခဲ့တဲ့နှစ်တွေကထရိုးကြီးဟာသူမစီကိုရောက်လာခဲ့ပူပါတယ်သူတို့နှစ်ယောက်တစ်ချိန်ဆုံစည်းခဲ့ပူပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ထရိုးကသူမကိုထပ်ပြီးမထိတွေ့တော့ပါဘူးထူးဆန်းတာကအဲ့ဒီအချိန်ကစပြီးဘိုက်ကင်းတွေဟာသူမကိုလာပြီးမနှောက်ယှက်ရဲတော့တာပါပဲသူကလူဆိုးမဟုတ်ပါဘူးငယ်ဘဝကနာကျင်မှုတွေကိုတည်ဆောင်ထားရသူပါလို့လီနာကပြောရင်းလီယိုနဲ့လီနာတို့ဟာတယောက်ကိုတယောက်ဖက်လက်တကင်းရှိသွားကြပါတယ်တကောင်ရန်အချိန်မှာတော့ထရိုးကြီးရဲ့အမေဖြစ်သူဟာရွာထဲကိုဒေါသတကြီးဝင်ရောက်လာပါတယ်လမ်းမှာတွေ့တဲ့ဖုန်ကြီးကိုတက်ပစ်လိုက်ပြီးဆိုင်ထဲကိုဝင်ကားရှိသမျှဘိုက်ကင်းအားလုံးကိုအကုန်တက်ဖြတ်ပစ်ပါတယ်ပြီးတော့သူမသားရဲ့ပြက်နေတဲ့လက်ကိုယူပြီးပြန်ထွက်သွားပါတယ်နောက်နေ့မနက်မှာတော့ကောင်လေးတစ်ယောက်ဟာလီနာစီကိုတိတ်တဆိတ်ရောက်လာပါတယ်လီနာကကောင်လေးကိုအတန်မထွက်ဖို့ပြောပြီးသူ့ကိုခေါ်ကာတိတ်တဆိတ်ထွက်ခွာသွားပါတယ်တစ်ဖက်မှာလည်းဘိုက်ကင်းတွေကထရိုးကြီးမတည်သေးပဲအခုလိုထက်သက်တာလို့ထင်ပြီးလိုက်လံရှာဖွေကြပါတယ်ကမ်းခြေမှာသူတို့ရဲဘော်တယောက်ရဲ့ပြက်နေတဲ့ခေါင်းကိုတွေ့တဲ့အခါလီယိုရဲ့တန်တရားကပူကြီးလာပါတယ်သူဟာကူထဲကိုတကိုယ်လေးရင်ငုပ်ပြီးဝင်သွားပါတယ်အထဲမှာထရိုးကြီးရဲ့အလောင်းကိုကြောက်ဆောင်ပေါ်မှာတွေ့လိုက်ရပေမဲ့အနာကပ်သွားချိန်မှာပဲထရိုးရဲ့အမေကအနောက်ကနေရုတ်တရက်တိုက်ခိုက်ပါတော့တယ်သူမကလီယိုကိုလေပင်းညက်တက်ဖို့ကြိုးစားပေမဲ့လီယိုကကြောက်ခဲနဲ့သူမခေါင်းကိုရိုက်ခွဲပြီးဓာတ်နဲ့အဆုံးတက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးတယောက်ဓာတ်ကင်ပြီးရောက်လာပါတယ်လီယိုကကောင်လေးကိုမြင်လိုက်တဲ့အခါအမှန်တရားကိုချက်ချင်းသဘောပေါက်သွားပါတယ်ဒီကလေးဟာလီနာနဲ့ထိုးတို့ရဲ့သားဖြစ်နေလို့ပါလီယိုကသူ့လက်နက်ကိုချလိုက်ပြီးကလေးကိုဘာမှမလုပ်ဘဲလွှတ်ပေးလိုက်ပါတယ်နောက်ပိုင်းမှာလီယိုကခေါင်းဆောင်စီပြန်သွားပြီးကျွန်တော်ပြန်တော့မယ်ထိုးနဲ့သူ့အမေတကယ်တည်သွားပါပြီလို့ပြောခဲ့ပါတယ်မပြန်ခင်မှာလီနာကိုနောက်ဆုံးတစ်ခေါက်သွားတွေ့ပြီးတကယ်လို့လူတွေကထရိုးမှာသားတယောက်ရှိတယ်ဆိုတာသိသွားရင်မင်းတို့သားမိနှစ်ယောက်လုံးအသက်ခံရလိမ့်မယ်လို့သတိပေးပါတယ်လီနာကတော့ဒီလိုဝက်ချက်ကငါတို့နှစ်ယောက်ကြားမှာပဲရှိနေမှာပါလို့အေးအေးဆေးဆေးပြန်ပြောပြီးထွက်ခွာသွားပါတယ်နောက်ဆုံးမှာတော့လီယိုဟာလီနာတဲ့အပြင်ဘက်မှာထရိုးနဲ့သူ့အမေအတွက်အုပ်ကူလေးတွေလုပ်ပေးခဲ့ပါတယ်ထရိုးရဲ့သားလေးကတော့အဝေးကနေငိုကြွေးရင်းဓာတ်တွေကိုကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်လီယိုဟာသူ့လူတွေကိုခေါ်ပြီးဂိတ်လန်းကိုပြန်သွားရင်းနဲ့ပဲဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ကဲတကယ်ချင်းတို့ရေကျွန်တော်ရဲ့ channel ကိုအခုမှရောက်လာတယ်ဆိုရင်နောက်ထပ်ဗီဒီယိုတစ်တွေကိုလက်မလွတ်ရအောင် subscribe လုပ်ထားပြီး bell icon လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့ဦးဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း like ပေးပြီး share လုပ်ပေးသွားပါဦးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေဗျာ